မိုင်းနဲ့အန်ဒီရရှိတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကိုဘယ်လိုနေရာတွေမှာတွေ့ရတတ်လဲ။မိုင်းနဲ့အခြားမပေါက်ကွဲသေးတဲ့စစ်ကြံလက်နက်ပစ္စည်းရှိတဲ့နေရာတွေကိုသတိထားရှောင်ကျဉ်သင့်ပါတယ်။အသုံးပြုပြီးမပေါက်ကွဲသေးတဲ့စစ်ကြံလက်နက်ပစ္စည်းဆိုတာပေါက်ကွဲစေဖို့ရည်ရွယ်ပြီးပစ်ခတ်လိုက်ပြီးမဲ့မပေါက်ကွဲသေးပဲကျန်နေတဲ့ဆက်လက်နက်ပစ္စည်းတွေဖြစ်ပါတယ်။မိုင်းနဲ့အခြားမပေါက်ကွဲသေးတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကိုတိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာတွေစစ်တပ်စခန်းတွေလက်နက်ကင်အဖွဲ့အစည်းတွေအခြေစိုက်တဲ့နေရာတွေတားမြစ်ထားတဲ့နေရာတွေဒါအပြင်တိုက်ပွဲစစ်ပွဲကြောင့်စွန့်ပစ်ထားတဲ့မြို့ရွာလယ်ကွက်တွေအိမ်တွေကလည်းမိုင်းနဲ့အခြားပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေရှိနေနိုင်တဲ့အန္တရာယ်ရှိတဲ့နေရာတွေဖြစ်ပါတယ်။နောက်ပြီးတပ်ပင်ကြီးတွေရဲ့ခြေရင်လူအများသိအသုံးပြုလို့မရှိတဲ့လမ်းဟောင်းတွေဖြတ်လမ်းတွေစွန့်ပစ်ထားတဲ့စစ်တပ်သုံးရင်တွေနဲ့ပစ္စည်းကရိယာတွေလမ်းပခုံးတွေလက်နက်ကင်အဖွဲ့အစည်းတွေရဲ့ပစ္စည်းတူလောင်ယုံအဝင်လန်းတွေတရားတွေနဲ့အနီးတစ်ဝိုက်နေရာတွေမှာလည်းစစ်ရေးအရာအချက်အချာကျတဲ့နေရာတွေဖြစ်လို့မိုင်းထောင်ထားတတ်ပါတယ်။ဒါအပြင်လက်စစ်တာဝါတိုင်းတွေရွှေတွင်တပ်တုတွင်တစ်ထုတ်လောက်ရာနေရာတွေကလည်းမိုင်းနဲ့တခြားမပေါက်ကွဲသေးတဲ့စစ်ကြံလက်နက်ပစ္စည်းတွေရှိနေနိုင်ပါတယ်။လုံခြုံမှုရှိတယ်လို့သိချမသိတဲ့ရေတွင်မြစ်ကမ်းပါစတဲ့ရေအရင်အမြင့်ရနိုင်တဲ့နေရာတွေကလည်းအန္တရာယ်ရှိနိုင်တာကြောင့်သတိပြုသင့်ပါတယ်။